မင်္ဂလာပါကျွန်တော်ကိုမမြောက်အားလုံးပဲမင်္ဂလာပါဗျရုံနဲ့သူပေါက်တယ်နော်ရုံကြီးသူအကုန်ပေါက်ပါတယ်မယုံတဲ့သူလားမပေါက်ရင်ပေါက်ပဲနော်အားလုံးပဲမင်္ဂလာပါကဲပေါက်ကြီးလေးတွေမြင်ချင်လိုက်တာဗျာပေါက်ကြီးလေးတွေမြင်ချင်လိုက်တာဗျာပေါက်တဲ့ကိုယ်မော်ပေါက်ကြီးလေးတွေမြင်ချင်တယ်လို့နော်ပေါက်ကြီးလေးတွေမြင်ပါရစေပေါက်ကြီးလေးတွေမြင်ချင်တယ်ဟုတ်ပြီနော်ပေါက်ကြီးလေးတွေမြင်ပါရစေပေါက်ကြီးလေးတွေမြင်ချင်ပါတယ်ကဲဝင်လာခဲ့မယ်တန်းငယ်အမျိုးတွေအားလုံးပေါက်ကြီးလေးတွေမှန်ပါပေါက်ကြီးလေးတွေမှန်ပါအားလုံးပဲမဟုတ်ပေးဘူးကြပြီလားမဟုတ်ပေးဘူးကြပြီလားကိုမမြမဟုတ်မပေးဘူးဆိုတဲ့ကိုဒီမတွေမဟုတ်ပေးဘူးပြီလားရုံနဲ့သူအကုန်ပေါက်မယ်လေနော်ရုံကြီးသူအကုန်ပေါက်မှာပေါ့ဟုတ်ပြီလားရုံကြီးတဲ့သူအကုန်ပေါက်မှာပေါ့လို့ဟုတ်ပြီနော်ရုံနဲ့သူအကုန်ပေါက်မှာပေါ့မယုံရင်လည်းမပေါက်မယ်ရုံနဲ့သူအကုန်ပေါက်တယ်ရုံနဲ့သူအကုန်ပေါက်တယ်တားငယ်ကိုယုံကြည်တဲ့သူယုံကြည်တဲ့အကိုဒီမတွေအားလုံးပဲတဦးတယောက်မှချန်အကုန်ပေါက်မှာပေါ့ပေါက်ကြီးလေးတွေလိုင်းမကောင်းဘူးပြောနော်လိုင်းမကောင်းဘူးခဏထုတ်ပြီးခဲ့မယ်နော်လိုင်းမကောင်းအော်နှက်ကွက်ထိုးခြင်းတဲ့ကိုဒီမတွေမနက်ကလို့ဆက်ပြီးပေါက်ချင်ဒီဖုန်းနံပါတ်ကိုဟိုင်းတာဟုတ်ပြီနော်လိုင်းမကောင်းဘူးမနက်ကလို့ဆက်ပြီးတော့တန်းငယ်ကိုမုတ်ဖိုးပေးခြင်းတဲ့ကိုဒီမတွေပေါက်ချင်တဲ့ကိုဒီမတွေဆက်ပြီးဟိုင်းတာ66ကိုနှစ်ကိုဝန်တာပါတယ်ပဒန်တေးတရှိထိတ်ကိုကိုအပိတ်နဲ့ကိုဘာကြီးကတ်လွဲနေတာတော့ကတ်လိုက်တာလွဲသွားတယ်တဲ့တရှိထိတ်ကိုကိုအပိတ်နဲ့19နဲ့8ကိုနှစ်ကွက်ပဲထိုးအောင်ပါမနေ့ဘက်ကတွေ့လိုက်လို့200ဆိုရပါညနေတော့စူးစမ်းပါမယ်မဟုတ်လည်းပေးပါမယ်ဟုတ်ကဲ့ပါလို့နော်တရှိထိတ်ကိုကိုအပိတ်နဲ့လေလို့နော်ဒီမှာထိတ်တရှိထိတ်ပိတ်ကကိုအပိတ်နဲ့19နဲ့8ကိုတရှိထိတ်ကတရှိနောက်ပိတ်ကကိုအပိတ်တရှိထိတ်ကိုကိုအပိတ်နဲ့19နဲ့8ကိုနှစ်ကွက်ထဲထိုးရတာလေလို့19နဲ့8ကိုနှစ်ကွက်ထဲထိုးရတာဘလားငယ်တဲ့250ကိုပေါက်တယ်ထုံးမမရှိလို့ဝိတ်ကောက်နာမည်လေးပို့ပေးပါသားဝိုင်းချစ်အောင်ပါနော်ဝိတ်အကောင့်နာမည်ကဝိုင်းချစ်အောင်ပါဝိတ်အကောင့်နာမည်ကဝိုင်းချစ်ဝိတ်အကောင့်နာမည်ကဝိုင်းချစ်အောင်ပါဝိတ်အကောင့်နာမည်ကဝိုင်းချစ်အောင်ပါအနေညနေ4နာရီခွဲအတွက်နော်လိုင်းမကောင်းဘူးကျွန်တော်ကိုမမြောက်နေ့ညနေ4နာရီခွဲအတွက်66ခွန်293 398ကိုအားလုံးပဲဟိုင်းထားလိုင်းနေရမကောင်းဘူးနော်လိုင်းရမကောင်းဘူးမိုးတွေကရမ်းရွာနေတယ်မိုးတွေကလည်းရမ်းရွာတယ်လိုင်းနေရလည်းမကောင်းဘူးနေ့ညနေ4နာရီခွဲအတွက်66ခွန်293 398ကိုအားလုံးပဲဟိုင်းမိထားပါလိုင်းမကောင်းလို့စိုက်မပြတော့ဘူးယုံတဲ့သူထိုးဟုတ်ပြီနော်ယုံတဲ့သူထိုးကဏ္ဍထုတ်ပေးခဲ့မယ်နော်ကဏ္ဍထုတ်ပေးခဲ့မယ်ကိုမများလိုင်းမကောင်းကိုရီမတွေနော်ကဏ္ဍလေးပဲထုတ်ပေးခဲ့လိုက်တော့မယ်နော်လိုင်းရဟုတ်ပြီနော်ရှုံတဲ့ကိုဒီမတွေထိုးပါနော်ဒီဖုန်းနံပါတ်66ခွန်293 398ကိုအားလုံးဟိုင်းထားပေးပါနော်ဒီနေ့ညနေ4နာရီခွဲအတွက်လိုင်းမကောင်းလို့ပါနော်ရှုံပါတယ်တဲ့ဟုတ်ကဲ့ပါရှုံမှန်းသိပါတယ်လို့နော်ယုံမှန်းသိပါတယ်66ခွန်293 398ကိုယနေ့ညနေ4နာရီခွဲအတွက်ထားဟိုင်းထားဟုတ်ပြီနော်4နာရီနော်4နာရီခွဲအတွက်ကျွန်တော်ရဲ့ခွေမတွေထပ်ဟိုင်းထားဟုတ်ပြီလားအကောင်းဆုံးစူးစမ်းပေးမယ်
ထပ်ပြီးတော့ပေါက်အောင်စ조사ပေးမယ်ဟိုင်းထားစေခြင်းနဲ့နော်အားလုံးပဲဟိုင်းထားစေခြင်းနဲ့တားငယ်ဟိုင်းထားစေခြင်းနဲ့လို့ပြောထားရင်ဟိုင်းထားစေခြင်းပါတယ်ပေါက်စေခြင်းပါတယ်ထပ်ပြီးတော့လည်းပေါက်စေခြင်းနဲ့ကိုဒီမနော်အားလုံးပဲဒီဖုန်းနံပါတ်66ခွန်293 398ကိုအားလုံးပဲဟိုင်းထားပေးပါ66ခွန်293 398ကိုအားလုံးပဲဟိုင်းထားပေးပါယနေ့ညနေ4နာရီခွဲမှာကိုဒီမအားလုံးကိုထပ်ပေါက်စေခြင်းပါတယ်ညနေ4နာရီခွဲမှာကိုဒီမအားလုံးကိုထပ်ပေါက်စေခြင်းနဲ့ဟိုင်းထားပေးတာဟုတ်ပြီနော်ဟိုင်းထားပေးတာပေါင်းရင်ဘာမှပေးရတာမဟုတ်ကိုဒီမတွေမဟုတ်ဘူးစေတနာနော်ပေါင်းရင်ဘာမှပေးရတာမဟုတ်ဘူးကိုဒီမတွေစေတနာရှိတဲ့လောက်မဟုတ်ဘူးပဲပေးရတာဘလောက်ဘဝပေးပါလဲတားငယ်ရမပြောဘူး9000ပေးပါလဲမပြောဘူး1000ပေးပါလဲတားငယ်ရမပြောဘူးကိုဒီမတွေစေတနာရှိတဲ့လောက်မဟုတ်ဘူးလေတက်နိုင်တဲ့လောက်ပဲပေးရတာလာယူစေခြင်းနဲ့ပေါက်စေခြင်းနဲ့ကိုဒီမတွေအားလုံးကိုရစေခြင်းနဲ့နော်